知道不漏斗鸡。A few moments later. ကလေးတွေကဒါစီးကျင်တယ်ဆိုတော့လူကြီးတွေကလည်းမစီးရဲဘူးပေါ့နော်လူကြီးတွေမစီးရတော့ကိုကလည်းသူတို့အဖော်ပြအောင်ပေါ့သူရဲ့ကောင်းကြီးလုပ်ပြီးကိုပါထိုင်စီးလိုက်ပေါ့ဒီနားမှာတော့မိခိုစရာဘယ်သူမှမရှိဘူးပေါ့နော်အဲ့တော့တယောက်တည်းထိုင်ပြီးတော့ကိုဖာကိုပဲခန့်ခိုင်နဲ့လိုက်စီးပလိုက်တယ်ပေါ့ဗျာစတက်သွားတော့အဟုတ်ဗျာအမလေးစီးလို့ကောင်းမှကောင်းဘေးပတ်ဝန်းကျင် view တွေကလည်း share မှ share ကြည့်လို့လှနေရောဒါတဖြည်းဖြည်းနဲ့အပေါ်တက်သွားပြီပေါ့နော်သူကနောက်ပြန်တက်သွားတာလေအမှဆိုတော့မြင်ရသမျှအကုန်လုံးကလှနေရောတဖြည်းဖြည်းနဲ့မြင့်သွားတာပေါ့နော်အမှမြင့်လာလေအပေါ်က view တွေကတော်တော်လှလေနောက်ပိုင်းဘာဖြစ်မလဲဆိုတော့မသိသေးဘူးအမလေးကြည့်လို့ကောင်းမှကောင်းမှလှမှလှဒါကစားကွင်းတွေကကစားစရာတွေအများကြီးပေါ့နော်ဆီယံ amazing ဘက်ထဲမှာတွားလေကြီးပြတော်တော်စုံတယ်ကစားစရာလူကြီးကစားစရာတွေစုံတယ်ပေါ့နော်ဒါအမြင့်ဆုံးရောက်သွားပြီပေါ့နော်စပြီကြာပြီဟုတ်လားဟောပြပြီရဲလိုက်သေးတယ်အမှကြောက်ပြီးတော့ရဲမိရဲလေးထိုင်ရဲအိမ်ဆုံးရောက်တော့အမလီတော်ပါသေးရဆိုတပင်းလေးချရုံရှိသေးတယ်ဘွားပြန်အောင်နောက်ပြန်လှုပ်ကြတာနော်ကြုံဝင်သေးကြီးပါနော်ဒီကတော့မြောက်ပြီးတော့ကျွန်တော်တို့